โอกาလေးနှလုံးလေတော့တစ်ခုမှာလေသမားကြီးတစ်ယောက်ရှိတဲ့သူကညနေတိုင်းတောင်းရီတုံးဖို့အတွက်ရေထမ်းလေးရှိတယ်ရေထမ်းတဲ့အခါမှာโอกาလေးနှလုံးကိုတုံးပြီးထမ်းပါတယ်โอกาလေးနှလုံးမှာတစ်လုံးကတော့အိုးကောင်းကလေးဖြစ်ပေမဲ့နောက်တစ်လုံးကတော့အောက်ခြေမှာအပ်နေတဲ့လေသမားကြီးရေထမ်းတိုင်းအပ်နေတဲ့โอกาလေးဘက်ချမ်းမှာရေရိစိမ့်ကြတတ်နေပါတယ်ဒါကြောင့်လေသမားကြီးရေထမ်းတိုင်းအခောက်ရေပိုးပြီးဖက်နေရတော့တာပေါ့တရက်မှာအိုးကောင်းကလေးကအောက်ခြေအပ်နေတဲ့အိုးကလေးကိုပြောတဲ့နင်ကြောင့်ငါတို့ပန်းရှင်တလေသမားကြီးခင်ဗျပို့ပြီးတော့ပြင်ပန်းရတယ်နင်ကငါတို့ရေကောင်းတော့မတဲ့နိုင်တို့အခောက်ကတင်းနေရတယ်နင်ကတော့မကြတဲ့ကောင်ပဲနင်ငါတို့လေတော့တဲ့ရထွက်တော့ဆိုပြီးမောင်းထုတ်လိုက်ပါတော့လေအဲ့နေတဲ့အိုးကလေးဟာအလွန်စိတ်မကောင်းဖြစ်သွားရှာတယ်သူဟာအတုံးမကျတဲ့အိုးကလေးဖြစ်တာကြောင့်လေတော့တဲ့ကထွက်သွားမယ်လို့ဆုံးဖြတ်လိုက်တယ်လေသမားကြီးအိုးအကလေးကသူ့လေတော့တဲ့ကိုထွက်ပါမင်းသူ့ကိုဆုံးဖြတ်လိုက်ပါတော့လို့ပြောလိုက်တယ်သူ့ကြောင့်လေသမားကြီးပိုးပင်းတန်းရတာကိုလည်းတောင်းပန်တဲ့โอกาလေးရေမင်းဟာတောင်းဝင်နဲ့ဘောမဟုတ်ပါဘူးမင်းဘယ်လောက်တောင်းဝင်လဲဆိုတာငါလည်းတွေ့ပြမယ်လို့ဆိုပြီးအိုကလေးနှလုံးကိုသူရေခတ်တဲ့လေတော့လန်ကလေးအတိုင်းခေါ်သွားပါတော့တယ်အဲ့တဲ့အိုကလေးကိုပန်းလေးတွေပွင့်နေတာကိုလေသမားကြီးကပြတယ်ကဲโอกาလေးတို့ကြီးဟန်နေတဲ့โอกาလေးပါချက်မှာစိန်ထွက်နေတဲ့โอกาလေးရဲ့ရှိတဲ့ကြောင့်ရေတဲရင်လေလောင်းမိသားဖြစ်သွားပြီမို့ဟောဒီပန်းနိခင်လေးကလာနေတာပေါ့ဆိုပြီးရှင်းကြတယ်တငယ်ချင်းကိုအတုံးမကျဘူးဆိုပြီးစိတ်ဆိုးတော့ထွက်နေတဲ့အိုကောင်ကလေးကသူ့တငယ်ချင်းလက်တော်ဝင်ချင်းကိုဘလို့အကျိုးပြုပေးနေတယ်လဲဆိုတာကိုနားလည်သွားပါတော့တယ်အဲ့ဒီနေ့ကစားပြီးတငယ်ချင်းနှစ်ယောက်ဟာတယောက်ကရေသေးနောက်တစ်ယောက်ကရေလောင်းရင်လက်တော်ဝင်ချင်းရဲ့တာယာစိမ့်လန်းရေးကိုအတူတကွပူပေါင်းဆောင်ရကြပါတော့တယ်